မိဘပြည်သူပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့အတွက်ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဒီကနေ့တင်ဆက်ပေးမယ့်ထိပ်တန်းသတင်းအနှစ်ချုပ်တွေကိုအရင်ဆုံးပြသလိုပါခင်ဗျာပထမဆုံးသတင်းအနေနဲ့စစ်တပ်ကကုန်းလန်းရေလမ်းတွေပိတ်ဆို့ထားတဲ့စစ်တွေမြို့မှာကျုပ်တလုံးကိုငွေကျပ်2000အထိစစ်တပ်သွားပြီးမြို့ကန်တွေအငတ်ပေးနဲ့ရင်ဆိုင်နေရတဲ့သတင်းကရင်ပြည်နယ်မြောက်ပြည်တောင်ပိုင်းမင်းလက်ပံနဲ့ဖလူးဒေသမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးထိုင်းဘက်ခြမ်းကိုလက်နက်ကြီးတွေကြားရောက်တာကြောင့်ထိုင်းနိုင်ငံသားတွေပါဘေးလွတ်ရာတိမ်းရှောင်နေရတဲ့အခြေအနေစကိုင်းအောင်လှနဲ့ရှမ်းပြည်နယ်မပိန်မြို့တွေမှာစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အပြစ်မဲ့ပြည်သူတွေသေဆုံးခဲ့ရတဲ့ဝန်내ဘွယ်သတင်းမန်ကန်နီကကောင်ဆောင်ကိုထမ်းမြတ်အောင်အပါအဝင်လူငယ်ရှိဦးကိုစစ်ကောင်စီတရားရုံးကထောင်ဒဏ်38နှစ်စီမတရားအမိန့်ချမှတ်လိုက်တဲ့သတင်းမြန်မာစစ်တပ်ကရိုဟင်ဂျာတွေအပေါ်ကျင့်သုံးနေတဲ့ဖျက်လေးပြက်စနစ်ဟာလူမျိုးတုံးတပ်ဖြတ်မှုမြောက်ကြောင်းနိုင်ငံတကာကျွမ်းကျင်သူတွေကထောက်ပြလိုက်တဲ့သတင်းနောက်ဆုံးသတင်းအနေနဲ့ကတော့မြန်မာနိုင်ငံစာကြည့်တိုက်လောကရဲ့ဥဆောင်ပုဂ္ဂိုလ်ကြီးစီသူဥတော်ကောင်ကွယ်လွန်သွားတဲ့အတွက်နှမျောတသားဖြစ်ရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့ပြည်တွင်းကစီးရေးနဲ့ပြည်ပကသတင်းတွေကိုအသေးစိတ်တင်ဆက်ပေးပါမယ်စကိုင်းတိုင်းရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုနေ့စဉ်နဲ့များချင်းချောက်နေပါတယ်ဇူလိုင်လ28ရက်နေ့မနက်ပိုင်းကဝက်လက်မြို့နယ်ပောက်ကန်ဘူတာရွာနဲ့စကိုင်းမြို့နယ်ဆက်မွန်းရွာတို့ကိုစစ်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့၄ကြိမ်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုဟာမနက်10:00နာရီခွဲကနေ10:40မိနစ်40ကြာမှဖြစ်ပွားခဲ့တာပါဒီလိုရက်ဆက်တဲ့တိုက်ခိုက်မှုကြောင့်ပောက်ကန်ဘူတာရွာမှာစစ်ဘေးရှောင်နေတဲ့အသက်60အရွယ်ဦးမြင့်တန်းနဲ့ဆက်မွန်းရွာကအသက်40အရွယ်မမြင့်မော်တို့နေရာမှာတင်သေဆုံးခဲ့ရပါတယ်ဒါအပြင်တခြားအရက်သား3ဦးလည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပြီးပြည်သူပိုင်းနေအိမ်20နီးပါးမီးလောင်ပျက်စီးသွားခဲ့ရပါတယ်ငြိမ်းချမ်းစွာနေထိုင်နေတဲ့ကျေးရွာတွေပေါ်အခုလိုဘုံကျဲတာဟာဘလို့မှလက်ခံနိုင်စရာမရှိတဲ့လုပ်ရက်ပဲဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းအလားတူပဲခင်ဗျာအဘေးမြို့ဘော်ကရက်ကွက်နှစ်ရက်ကွက်3ကိုမိုးမိတ်ဘက်ကပြန်တက်လာတဲ့ဂျက်ဖိုက်တာ2စီးကပုံကျဲတိုက်ခိုက်ခဲ့လို့အရက်သားထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုပါဥတီတိုက်ခိုက်နေတာဟာပြည်သူတွေကိုထိတ်လန့်ခြောက်ခြားအောင်တမင်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာလည်းခြေနေတွေကစိုးရိမ်စရာကောင်းနေစေပါဇူလိုင်လ29ရက်နေ့ည10:00နာရီခွဲလောက်မှာလင်းမှုတောင်ကျေးရွာအနီးကကြောက်ခွဲဆက်ယုံကိုစစ်တပ်ကဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဒီမတိုင်ခင်ဇူလိုင်လ24ရက်နေ့ကလည်းတန်တွဲမြို့ပေါ်ရက်ကွက်တွေကိုလေကြောင်းကတိုက်ခိုက်ခဲ့လို့ကိုဝင်ဆောင်အမျိုးသမီးတဦးအပါအဝင်ပြည်သူ3ဦးသေဆုံးပြီး22ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဟာကျန်းရည်သူမိသားစုတွေအတွက်ရင်းနှီးပွေရာအတိဖြစ်ခဲ့ရပါတယ်။သေဆုံးသူတွေထဲမှာအသက်10နှစ်နဲ့22နှစ်အရွယ်ကလေးငယ်တွေပါဝင်နေတာဟာတကယ့်ကိုစိတ်မကောင်းစရာပါပဲ။မကွေးတိုင်းဘက်ကိုကြည့်မယ်ဆိုရင်လည်း6မြို့နယ်တောင်သားထောင်ဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်သားတွေဟာဇူလိုင်လ28ရက်နေ့မှာဆန်းစုရွာနဲ့စူတော်အကောရွာတွေကိုဒရုန်းတွေနဲ့2ကြိမ်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုအကြောင်းမဲ့တိုက်ခိုက်မှုတွေကြောင့်ရွာသူရွာသားတွေဟာဘေးလွတ်ရာကိုထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်တနင်္သာရီတိုင်းဘက်မှာလည်းအရက်သားတွေကိုပြစ်မှတ်ထားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ပလောမျိုးနယ်ပြင်ဖြူရွာမှာဇူလိုင်လ26ရက်နေ့မွန်းလွဲ2နာရီလောက်ကအစားတောက်သွားယူတဲ့ပြည်သူ3ဦးကိုကင်းလှည့်လာတဲ့စစ်သားတွေကလိုက်လံပစ်ခတ်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာအသက်30အရွယ်ဇဲစစ်ရွာသားတဦးကြီးထိမှန်ပြီးနေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။အတူပါလာတဲ့အမျိုးသား2ဦးကတော့လွတ်မြောက်သွားခဲ့ပေမဲ့သေဆုံးသွားသူရဲ့ရုပ်အလောင်းကိုတော့ရွာထဲကချောင်းသားမှာမြေမြုပ်ထားခဲ့တာကိုနောက်ပိုင်းမှာပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အခုဆက်လက်ပြီးထိုင်းမြန်မာဒေသကတိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တောင်ပိုင်းကဖလူးနဲ့မင်းလက်ပံဒေသမှာစစ်ကောင်စီတပ်နဲ့ KNL ဥဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဟာအရှိန်ဟုန်ပြင်းထန်နေပါတယ်စစ်တပ်ဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတယ်လို့ဒုံးတွေတိုက်လေရင်တွေနဲ့လေကြောင်းဘုံကျဲတာလက်နက်ကြီးပစ်ကူတာတွေကိုပါအသုံးပြုနေပါတယ်ဒီတိုက်ပွဲတွေရဲ့အကျိုးဆက်ဟာတောင်ရင်းမြစ်တစ်ဖက်ချမ်းကထိုင်းနိုင်ငံမဲဆောက်မြို့နယ်တဲ့အထိရိုက်ခတ်နေပါတယ်လက်နက်ကြီးကြီးချို့ဟာထိုင်းဘက်ချမ်းကဝိုင်းမဟာဝန်ရွာနဲ့အနီးနားကိုကြားရောက်ခဲ့လို့ထိုင်းဒေသခံတွေပါဘေးကင်းရာကိုရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်ဇူလိုင်လ29ရက်နေ့ည7:00နာရီလောက်ကလက်နက်ကြီးကျတာဟာတော်တော်လေးပြင်းထန်ပြီးမဲဆောက်မြို့ပေါ်ကနေအိမ်ပတင်းပေါက်တွေတောင်တုန်ခါသွားတယ်လို့မြန်မာပြည်သူတို့ကပြောပါတယ်စစ်တပ်ဟာမင်းလက်ပံရွာနီးမှာရှိတဲ့ KNL ရဲ့အဓိကအခြေကုပ်စခန်းကိုသိမ်းပိုက်ဖို့ကြိုးစားနေတာတနစ်နီးပါးရှိလာပြီဖြစ်ပေမဲ့ခုခံစစ်ကိုမချိုးဖျက်နိုင်သေးပါဘူးဇူလိုင်လလယ်ကစပြီးထိုးစစ်အရှိန်မြင့်ခဲ့ပေမဲ့ဒေါ်လာရေးတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်ရှေ့မတိုးနိုင်ပဲအထိနာနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်ဒီတိုက်ပွဲတွေမှာပါဝင်ပတ်သက်ခြင်းမရှိဖို့နဲ့ပါဝင်ခဲ့ရင်ပြင်းပြထန်ထန်အရေးယူမယ်လို့လည်း DKBA တပ်ဖွဲ့ကဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်မကွေးတိုင်းစောနယ်ဘက်မှာလည်းစစ်တပ်ကအထိနာနေတဲ့လက်တွေထွက်ပေါ်နေပါတယ်စောနယ်တဲ့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကတိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။ဒါအပြင်လက်နက်ခဲယမ်းတွေနဲ့ရိတ်ခါတင်ဆောင်လာတဲ့ကား3စီးကိုလည်းတင်စီရမိခဲ့တယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ထားပါတယ်။တင်စီရမိတဲ့လက်နက်တွေထဲမှာ MA1 တနက်4လက် MA3 တလက် shotgun တနက်တွေအပြင် RPG ကြည်သီးတွေ60မမ81မမနဲ့120မမကြည်သီးတွေအများပြားပါဝင်ပါတယ်။အလားတူပဲတောင်တွင်းကြီးမြို့နယ်တွေကခမရ103တက်ကိုတော်လိုင်းမဟာမိတ်
တပ်ဖွဲ့တွေက40မမဘုံသီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်စစ်သား20နီးပါးဒဏ်ရာရရှိသွားပြီးလူနာတင်ကားတွေနဲ့ခွန်ရဆောင်သွားတာကိုတွေ့ရတယ်လို့သိရပါတယ်။တောင်တွင်းကြီးနမောက်လမ်းပိုင်းမှာလည်းစစ်ဆေးတာမခံဘဲမောင်းပြေးတဲ့ကားတစ်စီးကိုပစ်ခတ်ဖမ်းဆီးရမှာရဲအုံဆောင်ပစ္စည်းတွေနဲ့ကားတစ်စီးကိုတင်စီရမိခဲ့တယ်လို့ဆိုပါတယ်။ချင်းပြည်နယ်ဟာခါမြို့မှာတော့စစ်ကောင်စီတပ်ကစစ်သားတအုပ်ဟာတနက်တလက်ကြီးအိမ်3ခုနဲ့ကြီးစံ150ယူဆောင်ပြီး CDF ဟာခါထံအလင်းဝင်လာပါတယ်။စစ်တပ်ထဲမှာဆက်ပြီးတာဝန်မထမ်းဆောင်ကျင်တော့ပဲထွက်ပြေးချင်နေတဲ့သူတွေအများကြီးရှိနေပေမဲ့အခက်အခဲတွေကြောင့်မထွက်နိုင်ပဲဖြစ်နေကြတယ်လို့အလင်းဝင်လာသူကပြောပြပါတယ်။ခုနိုင်ငံရေးနဲ့လူအခွင့်အရေးဆိုင်ရာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။မန်နီညိုကចောင်းသားလူငယ်တွေအတွက်တကယ့်ကိုဝန်းနေစရာကောင်းတဲ့သတင်းပါ။စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြခဲ့တဲ့မန္တလေးတပိတ်အဖွဲ့ကကိုထက်မြတ်အောင်ပါဝင်လူငယ်၈ဦးကိုစစ်ကောင်စီရဲ့ထောင်တွင်းအထူးတရားရုံးကထောင်ဒဏ်38နှစ်စီအမိန့်ချမှတ်လိုက်ပါတယ်။ကိုထက်မြတ်အောင်ဟာပသိမ်ကြီးဆိုတဲ့နာမည်နဲ့လည်းလူသိများသူဖြစ်ပြီးမနစ်ဒီဇင်ဘာလ14ရက်နေ့ကတည်းကအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။သူတို့ကိုရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပုံမှန်23လကအပြင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်52ကတို့နဲ့တရားစွဲဆိုခဲ့တာပါ။အမှတ်3 6နဲ့9ရဲစခန်းတွေမှာအမှုတွေခွဲပြီးတရားစွဲခဲ့တာဖြစ်လို့စုစုပေါင်းထောင်ဒဏ်38နှစ်အထိဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးစဉ်မှာလည်းရိုင်းနဲ့နှိပ်စက်ခံခဲ့ရတာကြောင့်ကိုထက်မြတ်အောင်ရဲ့အသက်အန္တရာယ်ကိုတပိတ်အဖွဲ့တွေကစိုးရိမ်ခဲ့ကြပါတယ်။ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကတော့ဒီလိုမတရားပြစ်ဒဏ်ချမှတ်တာကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်အရေးကြီးတဲ့နိုင်ငံတကာဥပဒေရေးရာသတင်းတစ်ခုကတော့ရိုဟင်ဂျာတွေပေါ်ကျင့်သုံးနေတဲ့မြန်မာစစ်တပ်ရဲ့ဖျက်လေးဖျက်မူဝါဒနဲ့ပတ်သက်နေပါတယ်။ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအပေါ်ဆွဲဆိုထားတဲ့လူမျိုးတုံးတပ်ဖြတ်မှုအမှုမှာဒီဖျက်လေးဖျက်စနစ်ဟာအဓိကတပ်တွေတစ်ခုဖြစ်လာနိုင်တယ်လို့နိုင်ငံတကာကျွမ်းကျင်သူတွေကသုံးသပ်လိုက်ပါတယ်။ဥရောပသမဂ္ဂရဲ့ Grand Law Institute နဲ့ဒီ Intercept သတင်းဌာနတို့ရဲ့အစီရင်ခံစာအရစစ်တပ်ဟာရိုဟင်ဂျာတွေကိုရည်ရွယ်ချက်ရှိအစာရေစာဖျက်တောက်တာအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုဖျက်ဆီးတာတွေဟာလူမျိုးတုံးတပ်ဖြတ်မှုမြောက်ကြောင်းထောက်ပြထားပါတယ်။ဒါဟာစစ်ပွဲရဲ့အကျိုးဆက်ကြောင့်မဟုတ်ဘဲနိုင်ငံတော်အာဏာကိုအသုံးပြုပြီးရည်ရွယ်ချက်ရှိလှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ICJ တရားရုံးအနေနဲ့ဒီအချက်ကိုအတိအမှတ်ပြုလိုက်ရင်နိုင်ငံတကာဥပဒေမှာစားတောက်ကိုလက်နက်တစ်ဖွဲ့အသုံးပြုတဲ့အဖွဲ့အစည်းတွေကိုအရေးယူနိုင်မဲ့စံနမူနာတစ်တရက်ဖြစ်လာမှာဖြစ်ပါတယ်။ဒီလိုနိုင်ငံတကာဥပဒေရေးရာတင်းမာမှုတွေရှိနေချိန်မှာပဲပြည်တွင်းကဥပဒေစိုးမိုးရေးနဲ့တရားစီရင်ရေးအခြေအနေတွေဟာလည်းပြည်သူတွေကြားမှာအတော်လေးဝေဖန်စရာဖြစ်နေပါတယ်။အထူးသဖြင့်မန္တလေးမြို့ကတပိတ်ခေါင်းဆောင်ကိုထက်မြတ်အောင်အပါအဝင်လူငယ်ရှိဦးကိုမတရားပြစ်ဒဏ်တွေချမှတ်လိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်။ကိုထက်မြတ်အောင်ကိုမဟာအောင်မြင့်ခရိုင်ထောင်တွင်းအထူးတရားရုံးကနေစုစုပေါင်းထောင်ဒဏ်38နှစ်အထိအမိန့်ချလိုက်တာပါ။သူဟာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုစံကျင်ခဲ့လို့ဆိုပြီးမနှစ်ကဒီဇင်ဘာလ14ရက်နေ့မှာအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ဖမ်းဆီးခံရစဉ်မှာလည်းရိုက်နဲ့နှိမ့်ဆက်ခံခဲ့ရလို့အသက်အန္တရာယ်စိုးရိမ်ခဲ့ရသူလည်းဖြစ်ပါတယ်။အခုလိုနှစ်ပေါင်း40နီးပါးထောင်ဒဏ်ချမှတ်လိုက်တာဟာလူငယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးလိုက်တာပဲဖြစ်တယ်လို့ចောင်းသားသမဂ္ဂတွေကရှုတ်ချထားပါတယ်။တရားစီရင်ရေးနဲ့ပတ်သက်လို့နောက်ထပ်စိတ်ဝင်စားစရာကောင်းပြီးပြည်သူတွေငြိမ်ခုန်နေကြတဲ့သတင်းတစ်ခုကတော့ဒီ ENU ရထားပေါ်ကအရေးယူမှုတွေပဲဖြစ်ပါတယ်။မော်လမြိုင်ရန်ကုန်ပြည်ဆွဲတဲ့ရထားပေါ်မှာစူးစူးညံ့ညံ့လှုပ်ခဲ့တဲ့အာကစားအဖွဲ့ကလူ90ကျော်ကိုတော့တရားရုံးကငွေဒဏ်7သိန်းစီပဲချမှတ်ခဲ့ပါတယ်။ဒါပေမဲ့ရထားပေါ်မှာကွန်တတွေထွေခဲ့တဲ့အမျိုးသမီး4ဦးကိုတော့ပြင်းမနာတရားရုံးကထောင်ဒဏ်2လအထိပြည့်ပြည့်တတ်အမိန့်ချခဲ့တာပါ။ဒီဖြစ်ရနှစ်ခုဟာရထားပို့ဆောင်ရေးဥပဒေပုံမှန်88ခါတစ်ခုတည်းနဲ့ပဲဆွဲဆိုခံရတာဖြစ်ပေမဲ့အမိန့်ချမှတ်တဲ့နေရာမှာတော့ကွာဟချက်တွေအများကြီးရှိနေပါတယ်။ဒါဟာတရားမျှတမှုရှိရလားလို့အများပြည်သူကမေးခွန်းထုတ်နေကြပြီးပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဘူးဆိုတဲ့ဝေဖန်မှုတွေမြင့်တက်နေပါတယ်။နေဆက်ဒေတာကရာဇဝတ်မှုနှိမ်နင်းရေးတဲ့တင်ကိုကြည့်မယ်ဆိုရင်လည်းထိုင်းဆိုရကနေကြားဆောင်တက် BGF ရဲ့ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်မှူးစောမုတ်တုံကိုဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ အွန်လိုင်းငွေလိမ်ကိုင်းကြားပြန့်လုပ်ငန်းတွေလူကုန်ကူးမှုတွေနဲ့ပတ်သက်ပြီးတန်တရားရှိလို့အခုလိုဝရမ်းထုတ်တာဖြစ်တယ်လို့သိရပါတယ်။ခိုင်းထူစုံစမ်းစစ်ဆေးရေးဌာန DSI ကဇူလိုင်လ29ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ဒီကိစ္စဟာအမေရိကန်ထောက်လှမ်းရေး FBI နဲ့ထိုင်းအာဏာပိုင်တွေတွေ့ဆုံဆွေးနွေးပြီးနောက်မှာထွက်ပေါ်လာတဲ့ထူးခြားတဲ့ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။တစ်ဖက်မှာတော့ BGF ဘက်ကဒီဝရမ်းနဲ့ပတ်သက်ပြီးသူတို့မသိရှိသေးဘူးလို့ညင်းဆိုထားပါတယ်။နိုင်ငံတကာကလူခွင့်ရေးအခြေအနေတွေမှာလည်းမလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေကစိုးရိမ်စရာဖြစ်လာပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးကKevin Tabi Enkin Tempisen Kevin Income Nankin Tinkin Banking UNHCR ဒီနဲ့ဒုက္ခသည်ကတ်တွေထုတ်ပေးတဲ့လုပ်ငန်းစဉ်ကိုပြန်လည်သုံးသပ်ဖို့တောင်းဆိုလိုက်ပါတယ်။မကြသေးခင်ကပဲကွာလာလမ်ပူမှာအကူအညီတောင်းခံဖို့စုဝေးခဲ့တဲ့ရိုဟင်ဂျာရောက်100ကျော်ကိုမလေးရှားအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။မလေးရှားနိုင်ငံဟာကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်းမှာလက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်ပေမဲ့လက်ရှိမှာရိုဟင်ဂျာဒုက္ခသည်3,200,000ကျော်ကိုလက်ခံထားပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရှယ်မီဒီယာတွေပေါ်မှာရိုဟင်ဂျာတွေအပေါ်အမုန်းစကားတွေနဲ့သတင်းမှားတွေပြန့်နှံ့နေလို့
သူတို့ရဲ့လုံခြုံရေးဟာပိုပြီးချင်းချောက်ခံနေရပါတယ်အခုလူမှုရေးနဲ့မြို့ပြသတင်းတွေကိုတင်ဆက်ပေးကြပါတယ်ရန်ကုန်မြို့မှာတော့မနေ့ညကတရားလုံးနီးပါးမိုးတဲထန်စွာရွာသွန်းခဲ့လို့မြို့နယ်အချို့မှာရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်အထူးသဖြင့်မရန်ကုန်မြို့နယ်တမိုင်လန်းဆောင်ဒီတော်မှာရေတွေအတော်လေးတက်နေပြီးဒီကနေ့ညနေပိုင်းအထိရေပြန်မကျသေးဘူးလို့သိရပါတယ်အရှိတကုံဘက်မှာလည်းနေနေတဲ့အထိရေဝင်နေလို့ပြည်သူတွေခက်တွေ့နေကြပါတယ်ရာသီဥတုကလည်းဆိုးရွားကုန်စည်နှုန်းကလည်းတက်နေတဲ့ကြားမှာအခုလိုရေဘေးကပါထပ်ဆင့်ဒုက္ခပေးနေတာဖြစ်ပါတယ်ဝမ်းနည်းစရာတဲ့တစ်ခုအနေနဲ့မြန်မာနိုင်ငံစာကြည့်တိုက်လောကရဲ့ဖခင်ကြီးလို့တင်စားရမယ့်စီသူဦးတော်ကောင်းဟာဒီကနေ့မနက်9:48မိနစ်မှာရန်ကုန်မြို့ကနေအိမ်မှာကွယ်လွန်သွားခဲ့ပါတယ်ကွယ်လွန်ချိန်မှာအသက်89နှစ်ရှိပြီဖြစ်ပါတယ်ဆရာကြီးဟာရန်ကုန်တက္ကသိုလ်ဗဟိုစာကြည့်တိုက်မှုအဖြစ်နေပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပြီးမြန်မာစာပေနဲ့စာကြည့်တိုက်ပညာရဲ့ထွန်းကားရေးအတွက်တက်လုံးကြိုးပမ်းခဲ့သူပါနိုင်ငံတကာကချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဘွဲ့တွေစုတစိတ်တွေအများကြီးရရှိထားတဲ့ပညာရှင်ကြီးတဦးကိုရှုံးလိုက်ရတာဟာမြန်မာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲဆရာကြီးရဲ့ရုပ်အလောင်းကိုတော့ဒီကနေ့နေ့လယ်ပိုင်းမှာပဲတင်ကြိုခဲ့ပါတယ်အခုနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဂျပန်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်သေဆုံးသူ73ဦးရှိလာပြီဖြစ်ပါတယ်ပျောက်ဆုံးနေသူတွေလည်းရှိနေသေးလို့ကယ်ဆယ်ရေးအဖွဲ့တွေဟာအချိန်နဲ့မျှရှာဖွေရေးတွေလုပ်နေရပါတယ်ဂျပန်ဝန်ကြီးချုပ်ကတော့ပိတ်မိနေသူတွေကိုကယ်ထုတ်ဖို့အမြန်ဆုံးလှုံ့ဆော်နေတယ်လို့ပြောပါတယ်ခူရှုကျွန်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ဒီငလျင်ကြောင့်ဆယ်ဝဲစင်တာတွေနဲ့ဆက်ရုံတွေပြိုကျပျက်စီးခဲ့ပါတယ်ဒီငလျင်ဟာပြင်းအား 6.8 မဂ္ဂနီကျူရှိတယ်လို့ American ဘူမိဗေဒလေ့လာရေးအဖွဲ့ကခန့်မှန်းထားပါတယ်ဂျပန်ရောက်မြန်မာတွေအနေနဲ့လည်းနောက်ဆက်တွဲငလျင်တွေကိုသတိထားဖို့အမျိုးသားညီညွတ်ရေးအစိုးရဂျပန်ကိုယ်စားလှယ်ရုံးကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ရှေ့အလယ်ပိုင်းမှာတော့စစ်မီလီယံတွေပိုပြီးပြင်းထန်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။အီရန်ကအရှေ့အလယ်ပိုင်းမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကို ballistic ဒုံးကျည်တွေနဲ့ရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ်။အမေရိကန်ဘက်ကတော့သူတို့ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့လို့ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဒေါ်နယ်ထရန့်ကတော့အီရန်နဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့ပြောနေချိန်မှာအီရန်ဘက်ကတော့ဘာဆွေးနွေးမှုမှမရှိဘူးလို့ညင်းဆိုထားတဲ့အတွက်နိုင်ငံခြားတင်းမာမှုကအမြင့်ဆုံးအခြေအနေကိုရောက်နေပါတယ်။ထရန့်ကတော့အီရန်ရဲ့အခြေခံအဆောက်အအုံတွေကိုတနအီအတွင်းဖျက်ဆီးပစ်နိုင်တယ်လို့လည်းချိန်ချောက်ပြောဆိုထားပါတယ်။ယူကရိန်းသမ္မတဇီလန်စကီနဲ့ဒေါ်နယ်ထရန့်တို့တွေ့ဆုံမှုမှာတော့ယူကရိန်းအတွက်ဒုံးကျည်တွေပူးပေါင်းထုတ်လုပ်ဖို့ကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။ဒါဟာရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အတွက်ယူကရိန်းအတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ဇီလန်စကီကတော့ဒီတွေ့ဆုံမှုဟာအလွန်ကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာလိမ့်မယ်လို့မျှော်လင့်နေပါတယ်။နောက်ဆုံးအနေနဲ့အခြေခံလူဒန်းစားတွေအကျက်တဲဖြစ်နေတဲ့စီးပွားရေးနဲ့ကုန်စည်နှုန်းသတင်းကိုတင်ဆက်ပါမယ်။ရခိုင်ပြည်နယ်စစ်တွေမြို့မှာကုန်စည်နှုန်းတွေဟာထိမ့်မနိုင်သိမ့်မရအဆမတန်မြင့်တက်နေပါတယ်။စစ်တပ်ကကုန်လမ်းရေလမ်းတွေကိုပိတ်ဆို့ထားတာဟာ2023ခုနှစ်အောက်တိုဘာလကတည်းကဖြစ်ပါတယ်။အခုဆိုရင်စစ်တွေမြို့မှာကြက်ဥတစ်လုံးကိုငွေကျပ်2000ဘဲဥတစ်လုံးကိုလည်း2000ကျော်ပေးနေရပါတယ်။ဒါတွေမကပါဘူးဝက်သားနဲ့အမဲသားတပိတ်သားကို8000ကျော်ကျက်သွန်နီတပိတ်သား3000ခွဲအထိဖြစ်နေတာပါမြို့ကန်ဝန်ထမ်းတဦးကတော့သူရတဲ့လစာ2သိန်းကျော်ဟာအခုကုန်စည်နှုန်းနဲ့ဆိုရင်10ရက်တောင်မစားနိုင်ဘူးလို့ညှိတွားနေပါတယ်အချို့မိသားစုတွေဆိုရင်ထမင်းတနက်မှန်ဖို့တောင်မနေရုန်းကန်နေရပြီးတောင်းရန်စားတောက်နေရတဲ့အဆင့်ထိရောက်နေပါပြီစစ်ပေးဆောင်ကလေးငယ်တွေမှာလည်းသွေးလွန်တုပ်ကွေးယောဂတွေဖြစ်ပွားနေပေမဲ့ဆေးကုသဖို့ငွေကြေးမတတ်နိုင်ကြပါဘူးစစ်တွေမြို့ရဲ့မြေပြင်အခြေအနေဟာတကယ့်ကိုငရေကန်တစ်ခုလိုဖြစ်နေပြီးနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအရေးတကြီးလိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်နိုင်ငံတကာစစ်ရေးနဲ့လုံခြုံရေးအခြေအနေတွေမှာလည်းအရှေ့လယ်ပိုင်းဒေသဟာအခုချိန်မှာတော့မိတောင်တစ်ခုလိုဖြစ်နေပါတယ်အီရန်နိုင်ငံရဲ့ဒုတိယနိုင်ငံသားရေးဝန်ကြီးကာဇိုင်းဘာဂါဒီကအိုမန်နိုင်ငံကနေတဆင့်ကန်လန့်လာတဲ့ဟော်မုစ်ရေလက်ကြားမှာမိုင်းရှင်းလင်းရေးလုပ်မဲ့ကိစ္စကိုပြက်ပြက်သားသားညှင်းပယ်လိုက်ပါတယ်အီရန်နိုင်ငံအနေနဲ့လွန်ခဲ့တဲ့15ရက်အတွင်းအမေရိကန်နဲ့စကားပြောဖို့ဘယ်လိုတောင်းဆိုမှုမျိုးမှမလုပ်ခဲ့ဘူးလို့လည်းသူကဆိုပါတယ်ဟော်မုစ်ရေလက်ကြားဟာအီရန်ရဲ့အမျိုးသားလုံခြုံရေးနဲ့တိုက်ရိုက်ပတ်သက်နေပြီးသူတို့ရဲ့ကာကွယ်ရေးစွမ်းအားတစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့်ဒီဒေသအပေါ်ထိန်းချုပ်မှုကိုဘယ်တော့မှလက်လွတ်မှာမဟုတ်ဘူးလို့တင်းတင်းမာမာပြောကြားထားပါတယ်ဒီလိုတင်းမာမှုတွေရှိနေတဲ့ကြားထဲမှာပဲအီရန်ရဲ့ကြောတောက်နောက်ခံကိုရပ်ထားတဲ့ဟူသီလက်နက်ကိုင်အဖွဲ့တွေကလည်းပင်လယ်နီအတွင်းမှာသင်္ဘောတွေကိုတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်မကြသေးခင်ကပဲ NCC Chariari ဆိုတဲ့လေ့ကျင့်ရေးသင်္ဘောဟာသူတို့ရဲ့တတိပိချက်ကိုလစ်လျူရှုပြီး Saudi Arabia ရေလက်ကြားကိုဖျက်ဆီးခဲ့လို့တိုက်ခိုက်ခဲ့ရပါတယ်။အဲ့ဒီသင်္ဘောဟာတိုက်ခိုက်ခံရပြီးနောက်လမ်းကြောင်းပြောင်းပြီးဆုတ်ခွာသွားခဲ့ရပါတယ်။ဟူသီအဖွဲ့ကတော့ Saudi Arabia ရေလက်ကြားကိုပိတ်ဆို့ထားတာကိုရုပ်သိမ်းမှာမဟုတ်သလိုဟော်မုတ်ရေလက်ကြားကိုဖျက်ဆီးတဲ့ Saudi ရေနံတင်သင်္ဘောတွေကိုလည်းဆက်ပြီးပြစ်မှတ်ထားသွားမယ်လို့ကြေညာထားပါတယ်။အရင်ကလည်း Saudi ရေနံတင်သင်္ဘောလက်စီးတိုက်ခိုက်ခံရပြီးမီးလောင်ခဲ့တာတွေရှိခဲ့လို့အခုဆိုရင်ဒီရေလက်ကြားကိုဖျက်ဆီးတဲ့သင်္ဘောအရေးအတွက်ဟာ20ဝန်းကျင်အထိတိတိတသားလျော့နေသွားပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့ပတ်သက်ပြီးထူးခြားတဲ့ထုတ်ဖော်ချက်တွေလုပ်နေပြန်ပါတယ်။သူကအီရန်နဲ့လက်ပါတဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့ပြောနေပေမဲ့အီရန်ဘက်ကတော့ဒါကိုညှင်းဆိုထားပါတယ်။ထရန့်ကတော့အီရန်အနေနဲ့နျူကလ িয়ার လက်နက်ကိုဘယ်တော့မှပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူးလို့ကြုံဝါထားတယ်လို့ဆွေးနွေးပွဲတွေသာအဆင်မပြေဘူးဆိုရင်အီရန်ရဲ့အခြေခံအဆောက်အအုံတွေဖြစ်တဲ့ဓာတ်တွေနဲ့လျှက်စစ်အစွမ်းရည်စက်ရုံတွေကိုတနအီအတွင်းဖျက်ဆီးပစ်နိုင်တယ်လို့ချိန်ချောက်ထားပါတယ်။အီရန်ရဲ့တိစောက်ရေးလုပ်ငန်းတွေဟာနှစ်ပေါင်းများစွာကြာမြင့်ခဲ့တာဖြစ်ပေမဲ့သူတို့ကတော့ဓာတ်တွေကိုတိုက်ခိုက်ဖို့မလိုလားဘူးလို့လည်းဆိုပါတယ်။ဒါပေမဲ့အမေရိကန်စစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်အရတော့အီရန်ကအမေရိကန်စစ်စခန်းတွေကို ballistic ဒုံးကျည်တွေနဲ့ရုတ်တရက်တိုက်ခိုက်ခဲ့
ခဲ့တာကြောင့်အမေရိကန်တပ်ဖွဲ့ဝင်တွေဟာအမြင့်ဆုံးပြင်ဆင်မှုတွေနဲ့တတိရှိရှိစောင့်ကြည့်နေရတဲ့အခြေအနေဖြစ်ပါတယ်။ဥရောပဘက်ကသတင်းတစ်ခုအနေနဲ့ဂျာမနီနိုင်ငံဘာလီမှာကျင်းပတဲ့ပွဲတော်တစ်ခုအတွင်းကားနဲ့ဝင်တိုက်ခဲ့တဲ့အကြမ်းဖက်မှုဖြစ်စဉ်ကိုတင်ဆက်ပါမယ်။အသက်22နှစ်အရွယ်ဘာလော့ဆိုသူဟာကားနဲ့ဝင်တိုက်ခဲ့ပြီးနောက် ISIS အဖွဲ့ကိုတစ္ဆာခံထားတဲ့ဗီဒီယိုကိုသူ့ရဲ့လက်ကင်ဖုန်းထဲမှာတွေ့ရှိခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အသက်15နှစ်အရွယ်ပိုလန်အမျိုးသမီးငယ်တဦးသေဆုံးခဲ့ပြီး32ဦးဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ခိုက်သူဟာလက်ဘနွန်နွယ်ဖွားဂျာမနီနိုင်ငံသားတဦးဖြစ်ပြီးအရင်ကလည်းအကြမ်းဖက်အဖွဲ့တွေနဲ့ဆက်သွယ်မှုရှိခဲ့လို့ထောင်ဒဏ်ချမှတ်ခံခဲ့ရဘူးသူဖြစ်ပါတယ်။သူဟာကားနဲ့ဝင်တိုက်ပြီးနောက်မှာလည်းတုတ်တချောင်းတဲ့လူတွေကိုဆက်ပြီးတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါသေးတယ်။ယူကရိန်းနဲ့ပတ်သက်တဲ့သတင်းမှာတော့သမ္မတဇီလန်စကီနဲ့ဒေါ်နယ်ထရန့်တို့ရဲ့တွေ့ဆုံမှုဟာအတော်လေးအလားအလာကောင်းတယ်လို့ဆိုရပါမယ်။သူတို့နှစ်ဦးဟာယူကရိန်းမှာဒုံးကျည်တွေနဲ့ drone တွေကိုပူးပေါင်းထုတ်လုပ်ဖို့ကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။ဒါဟာရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အတွက်ယူကရိန်းအတွက်အရေးပါတဲ့စစ်ရေးအကူအညီဖြစ်လာမှာပါ။ဇီလန်စကီကလည်းထရန့်ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ဒီကနေ့ရဲ့အားကစားသတင်းကဏ္ဍမှာတော့ထူးထူးခြားခြားပြိုင်ပွဲသတင်းတွေမဟုတ်ပဲစစ်ပွဲတွေကြောင့်ထိခိုက်နေရတဲ့အခြေအနေကိုပဲတင်ဆက်ရမှာဖြစ်ပါတယ်။ကရင်ပြည်နယ်အတွင်းကစာတင်ကျောင်းတွေပုံကျဲခံရတဲ့ဖြစ်စဉ်မှာကလေးငယ်တွေရဲ့အားကစားပစ္စည်းတွေပါပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒါ့အပြင်ရထားပေါ်မှာဆူညံစွာအောင်ပွဲခံခဲ့တဲ့မော်လမြိုင်ကန်နာလန်အားကစားအဖွဲ့ကလူ90ကျော်ဟာလည်းစီကံဖောက်ပြမှုနဲ့တရားရုံးမှာငွေတန်ကျပ်3သိန်းစီချမှတ်ခံခဲ့ရပါတယ်။ဒါအားကစားသမားတွေအနေနဲ့စီကံကိုပို့ပြီးလေးစားဖို့လိုအပ်နေတာကိုပြသနေတာဖြစ်ပါတယ်။မိဘပြည်သူများခင်ဗျာဒီကနေ့တင်ဆက်ခဲ့တဲ့သတင်းတွေကိုခြုံငုံကြည့်မယ်ဆိုရင်ကမ္ဘာကြီးမှာရောမြန်မာနိုင်ငံမှာပါအကြမ်းဖက်မှုတွေစစ်မီလီယံတွေနဲ့တဘာဝဘေးရန်တွေဟာအင်မတန်မှစိုးရိမ်စရာကောင်းနေတာကိုတွေ့ရပါလိမ့်မယ်အထူးသဖြင့်စစ်တွေမျိုးကမြေပြင်အခြေအနေဟာတကယ်ကိုမျက်ရည်ကျစရာပါကျဲဥတစ်လုံးကို2000ပေးနေရတဲ့အခြေအနေအိမ်တိမ်မှာတရက်ကို3သိန်းပိုးလောက်စားစရိတ်ကုန်နေတဲ့အခြေအနေဟာဘယ်လို့မှမဖြစ်နိုင်တဲ့ကိစ္စမျိုးပါဒါပေမဲ့ဒါဟာစစ်တွေကမိဘပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့ဘဝအမှန်ဖြစ်နေပါတယ်စစ်ဘေးရှောင်ကလေးငယ်တွေတွလွန်တုပ်ကွေးဖြစ်နေပေမဲ့စိတ်ကူကိုပတ်စံမရှိလို့မိဘတွေရင်ခွဲမတက်ခံစားနေရတာအခြေခံလူတန်းစားတွေထမင်းတနက်မှန်ဖို့တောင်ရစားတောက်နေရတာတွေဟာကျွန်တော်တို့နိုင်ငံရဲ့အနိဋ္ဌာရုံတွေပါပဲတစ်ပတ်မှာလည်းနိုင်ငံတကာမှာနျူကလ িয়ার လက်နက်တွေ ballistic ဒုံးကျည်တွေနဲ့ချင်းချောက်နေကြချိန်မှာကျွန်တော်တို့ပြည်သူတွေကတော့ဝမ်းစာတနက်အတွက်ပူပန်နေရတာဟာတကယ်ကိုကွာခြားလာပါတယ်အစောပိုင်းကဒေသပေးခဲ့တဲ့စစ်တွေမျိုးကအငက်ပေးအခြေအနေကိုပြန်ကြည့်မယ်ဆိုရင်စစ်တပ်ကလမ်းတွေကိုပိတ်ဆို့ထားတာဟာပြည်သူတွေကိုဒုက္ခပေးနေတာတွေမဟုတ်ပဲလူသားချင်းစာနာမှုအကူအညီတွေကိုပါဖျက်တောက်ထားတာဖြစ်ပါတယ်ရခိုင်ပြည်သူတွေဟာဒီငရဲခန့်ကနေလွတ်မြောက်ဖို့အတွက်နိုင်ငံတကာရဲ့အကူအညီတွေကိုအများဆုံးလိုအပ်နေပါတယ်။ငလျင်ပေးစစ်ပေးငတ်မုတ်ပေးတွေကြားမှာရုန်းကန်နေရတဲ့မိဘပြည်သူအလုံးအတွက်စာနာစိတ်နဲ့အတူဒီညနေခင်းသတင်းတွေကိုနှိကုံချုပ်လိုပါတယ်။